ီနစီမှာပါဝင်တဲ့တဘာဝပစ္စည်း17မျိုးရဲ့ကောင်းကျိုးလေးတွေကိုပြပြပေးသွားမယ်ပေါ့နော်နံပါတ်1အနေနဲ့အုံးစီရဆိုလို့ရှိရင်ဥယျာဉ်ပြ6သွေးတာကြောင့်ဖြစ်တဲ့ပေါက်တွေကိုပြကင်းစေတယ်သူကတန်းတွေကိုလည်းတည်စေတယ်အုံးစီစစ်ကိုဆိုလို့ရှိရင်ဥယျာဉ်ပြမှာလိမ့်ပြီးတော့နှိမ့်နေပြီးလို့ရှိရင်စိတ်ပီစီမှုပြီးတော့စေတယ်နောက်တစ်ခုအနေနဲ့တန်တွင်စီကဆိုလို့ရှိရင်စိုင်ကေတောင်ညံ့ပြပြောင်းစေအာဟာရဓာတ်တွေအက်ဆစ်ဓာတ်တွေပါဝင်တယ်ခေါင်းလျှော်ပြီးလို့ရှိရင်သပင်ကိုစံသားပြုတ်အောင်ဆိုပြီးတောင်နေစီကိုလိမ့်ပြီးလို့ရတယ်ပေါ့နော်ဥယျာဉ်ပြအဆုတ်ဓာတ်တွေထိမ့်ပြီးတယ်အေးမြစေတယ်စံသားကျူးချေပျက်စီးတာကိုကာကွယ်ပေးရပေါ့နော်တန်တွင်စီကနောက်ထပ်နံပါတ်3အနေနဲ့ဗီတာမင် E ဆိုရင်သပင်ကိုရေဓာတ်ပြည့်ဝစေပြီးတော့သပင်ကိုတန်ဆွမ်းစေရပေါ့နော်နံပါတ်4အနေနဲ့ဆိုလို့ရှိရင်တော့ရှားဆောင်လက်ပတ်ကဆိုရင်သပင်အတွက်ကောင်းဆိုးတွေအများကြီးပဲရှိတယ်အဲ့ဒီမှာသူကစံသားကိုတောက်ပြောင်စေတယ်သပင်ကိုရေဓာတ်ဖြည့်ပေးတယ်ပေါ့နော်ဥယျာဉ်ပြရရနာသက်သာပေးစေတယ်သပင်မှာရှိတဲ့အစီအပိုတွေပဲရှားနိုင်တယ်ပေါ့နော်နောက်ထပ်တစ်ခုကတော့ကြက်သွန်နီရဆိုလို့ရှိရင်သပင်ကိုနှက်မောင်တန်ဆွမ်းစေတာအဓိကပေါ့နော်ပြီးတော့သပင်အုံထူစေတယ်သပင်ချက်သက်သာစေတယ်ပေါ့နော်အဲ့တော့ကြက်သွန်နီရဲ့ကောင်းကျိုးတွေပြီးလို့ရှိရင်နောက်တစ်ခုကပဲနံသာစေပေါ့နော်ပဲနံသာစေရဆိုလို့ရှိရင်သပင်အတွက်အလွန်သုံးဝင်တယ်သူကသပင်တန်စီးတွေပါရေးဆိုလို့ရှိရင်ပဲနံသာစေနဲ့လောက်တာရှိရပေါ့နော်ပဲနံသာစေရဆိုအုံးစီရဲ့စိမ်မီလုံးမယ်ဆိုလို့ရှိရင်သပင်အမြင့်ကနေအဖျားတွေကိုကျမ်းမာတန်ဆွမ်းပြီးတော့စံသားမွေးညင်းပေါက်လေးတွေထိသွားအားဖြစ်ပေးနိုင်တယ်ပေါ့နော်နောက်ထပ်နံပါတ်5အနေနဲ့ကျတော့ပြင်းတော်သိမ်းရွက်ကဆိုလို့ရှိရင်သူကဘောင်းမထောင်အဓိကကောက်ဝဲပေးတယ်သပင်ပါတာတွေသပင်ကျိုးချေတာတွေကိုမဖြစ်အောင်လို့သပင်အရင်မြစ်တွေကိုခိုင်မာစေရပေါ့နော်ဥယျာဉ်ပြမှာမှရှိရတော့ဆဲတဲ့တွေကိုဖယ်ရှားပေးနောက်တစ်ခုပါဝင်တဲ့ပစ္စည်းလေးကတော့ဇီးဖြူတီကဆိုလို့ရှိရင်ဇီးဖြူတီနဲ့ထုတ်လုပ်တဲ့သပင်ဆိုးဆေးတွေလည်းရှိရပေါ့နော်သပင်ကိုအဓိကနှက်မောင်စေရသပင်ဖြူချင်းကိုကောက်ဝဲပေးရပေါ့နော်သပင်ဖြူချင်းနှိပ်ခွေးစေရဆဲတွေကိုတန်ပါစေရသပင်တွေကိုအဓိကကောင်းကျိုးတွေပေးတယ်ပေါ့နော်နောက်တစ်ခုကတော့ခေါင်းရမ်းပွင့်ဆိုလို့ရှိရင်လည်းသပင်အတွက်အဓိကကောင်းကျိုးတွေပေးတယ်သူရဲ့ခေါင်းရမ်းပွင့်မှာဆိုလို့ရှိရင်ဗီတာမင် A C ဓာတ်တွေပါဝင်တယ်ပေါ့နော်သပင်ကျွတ်တွေကိုသက်သာစေရအဲ့ဒီတဘာဝပစ္စည်းတွေပေါ့နော်အဲ့လိုမျိုးသပင်အတွက်ကောင်းမွန်တဲ့တဘာဝပစ္စည်း17မျိုးလုံးပါဝင်တဲ့နတ်စီလေးရဆိုလို့ရှိရင်ပေါ့နော်သပင်အသက်ပေါက်စေတဲ့သပင်ဖြူတာတွေကိုလည်းတက်တာစေတဲ့အပြင်မှာနော်လုံးဝထိပ်ပြောင်တဲ့လူတွေဆိုလည်းသပင်တက်တွေပေါက်စေသပင်အုံတူစေတဲ့သပင်ကိုအရင်ကနေတာမာပြီးလို့ရှိရင်ပေါက်မထအောင်ကောက်ွယ်ပေးပါရရှင်